ပွဲထိုးတဲ့ဟာတွေကိုနော်နည်းနည်းတက်တာဖို့အတွက်ကဲဒီလိုဆက်ပစ္စည်းနဲ့တို့ကလုပ်ပေးတာတကယ်ကဲဒီမှာဆက်ပစ္စည်းနဲ့လုပ်ပေးရလို့ကဲဟိုပါကြည့်ပစ္စည်းတွေကိုနော်ဒီလိုမှာထားတဲ့ပစ္စည်းတွေโอ้ကဲဒါဟောအပေါ်ထက်မှာဟောဘက်ကိုပေါ့နော်ဆိုင်ကဒီဘက်မှာရောပေါ့နော်အများကြီးနေရာတွေအကြောင်းမလို့ဒီဆိုင်ရောကဲဒီမှာကြည့်ထီဆောင်မကိုစားကြတာနော်ဘလောက်ချစ်ဒီဆိုင်မှာဘလောက်ချစ်လူတွေကဘလောက်ချစ်များလဲဆိုတာဒီတော့ဆိုင်ထဲတော့အများကြီးဟုတ်တယ်ဟုတ်ပဲရောဒီပဲရောသူကနေရာတိုင်းမှာလူကပြည့်ဟိုးအဲ့လောက်ကြီးစားတော့ရောဖြစ်တော့အပေါ်မှာရောဟိုမှာအပေါ်မှာရောဘလောက်ထိနေပူရောထီးလေးကင်မစားကြကဲအပေါ်မှာကျူတန်းစီနေတဲ့လူတွေရောအများကြီးပဲကဲဒီဘက်မှာကျူတန်းစီနေတဲ့လူတွေရောအများကြီးပဲနော်ဒီလိုစီရပါတော့လူရဒီလောက်ကိုများတာနောက်တစ်ခုကဒါဟုတ်ပဲတချို့ဆိုရောအများကြီးပဲကဲဒီဘက်မှာရောနော်လူတွေကတော့ပြစ်ကျက်နေကဲနေရာတိုင်းကတော့ထိုင်ကုန်မရှိဘူးနော်ကဲကုန်လုံးလူတွေပြည့်နေဒီဘက်ဆိုရင်အယုတ်ထိုးတဲ့ဟာပေါ့နော်ဒီဘက်ဆိုရင်ကျွန်တော်တို့ဒါကျွန်တော်ပလင်းတွေကိုပုံပေါ်တာပေါ့ပလင်းတွေကိုကျွန်တော်ဘာနဲ့ကိုကျဲတဲ့အယုတ်ကိုဆွဲတာကိုသစိမ့်နဲ့ကိုပေါ့နော်ကိုနာမည်ထိုးရောရတယ်အဲ့လိုပေါ့နော်ကဲဒီကျတော့ကိုဖန်ခွဲတွေထဲမှာรวมทำแล้วลองให้น้องเสร็จก็จะเป่าให้หมาดๆไม่น้ำก็เราตัวเล็กสีแต่เมื่อกูแต่เมื่อเวมาบ่เนาะแต่เดี๋ยวเวပြီးမှก็เนี่ยกูအယောင်ချေပါเนาะဒီမှာဒီလိုအယောင်ချေပါပေါ့ကိုကျဲတဲ့ဟာကို250အဲ့လိုဟိုတို့အယောင်ချေဖို့ပေးတာပေါ့နော်အယောင်ချေဖို့ပေးရတယ်ဒီမှာကလေးလေးအယောင်ချေအဲ့လိုချေရအောင်ဒီမှာတယောက်ဆိုးနေကဲကျွန်တော်တော့အထင်းမှာဝင်တော့မှာမလို့နော်အထင်းမှာရောလူတွေကတော့ပြည့်နေကဲအထင်းမှာပြင်နေစားသွားစားမှာပေါ့ပြင်နေစားသွားစားမယ်ဒီဘက်မှာရောလူကပြည့်ရပါတော့ဒီဘက်မှာရောလူတွေအပြည့်ပဲကျူတန်းစီရလူပဲရောအပြည့်ပဲဒီညမှာဆိုဓာတ်ပုံလေးလှလေးရိုက်လို့ရတာပေါ့နော်ဒီမှာသူကအိမ်သုံးတဲ့ဟာတွေကိုသူတို့ကကတ်ထားမှာပေါ့နော်ဓာတ်ပုံရိုက်လို့ရတဲ့နေရာလောက်ထားပြီ
ကဲလူတွေကတော့အပြည့်ပါပဲဒီမှာဒါဘန်ကောက်နဲ့အနီးဆုံးပဲเนาะဒီပြည်နယ်ကြတော့ကဲလူတွေကတော့အများကြီးဒီအောက်ထပ်မှာတွေဒီအောက်မှာတွေရောအများကြီးပဲလူတွေ Đông cô không đáng đáng mà Đáng cái đó mới đâu là cái này. không cô không đáng ôi ôi ở đâu đáng luôn ý thắng ý phang nó là đâu เท่าไหร่ ไม่แต่20 โคตรเดียวก็แต่ แบบลุงไปซื้อที่เยาวราชหมดเลยลุงไปซื้อที่เยาวราชของข้าลุงที่การ โอเค ลุงไปทำบุญมาวันนี้